Sup မင်္ဂလာပါကျွန်တော် Yellow Hacker Hookie ပါရေလုံး Merry Christmas ပါ so အဲ့တော့Christmas present အနေနဲ့ကျွန်တော်တို့ဒီလောဆယ်ထွက်ထားတဲ့အရင်ကဆောင်ပေါ့နော်အရင်ကဆောင်ကိုဘယ်လိုတီးလဲဘာကော့တွေပါမလဲ Okay ပထမဆုံးအနေနဲ့တီးမယ်ဆိုရင်ဒီသင်းက chord က၄ခုရှိတယ် key က E key ထဲမှာပါနော်ပထမဆုံးအနေနဲ့က E chord နော် power chord တွေကြီးပဲ power chord တွေဥမာ E ကိုဒီ E5 ပေါ့နော်နှစ်ခုပဲကင် right လက်ညှိုးရဲ့လက်တန်း right အဲ့ဒါပဲခိုင်းမယ် E ပါမယ်ပြီးရင် B ပါမယ်ပြီးတော့ရင် C sharp minor ပါမယ်ပြီးရင် A ပါဒီက chord ကအဲ့လေးခု verse 1ပေါ့နော် verse 1မှာကကျွန်တော်တို့ခုန chord လေးခုပဲပါမယ်ဒါပေမဲ့တီးတဲ့ပုံစံကခုနပြောသလိုဒါဟာဘာတီးပြတာတကယ်တော့ full ပါပေါ့နော်အဲ့တော့ဒီလိုသွားမှာပေါ့chorus မှာကျတော့တီးတဲ့ပုံမတူတော့ chorus မှာဒီ chord ပဲဒါပေမဲ့ pattern မတူတော့ဘူးเนาะတီးတဲ့ strumming pattern so down down up up down up down down up down chord တွေအတူတူပဲဖွဲ့စည်းပုံလည်းအတူတူပဲ January အကုန်လုံးကအကုန်တူတူပဲအဲ့ခုနတီးတဲ့လက်ခတ်ပဲပြောင်းအောင်ပါเนาะဒါ first မဟုတ်တော့ဘူးဒါခု chorus ရောက်သွားပြီဆိုတော့ chorus မှာကျတော့အားလုံးခုလကချိန်တွေပြောင်းလဲလို့သွားခဲ့ပြီပဲဆောင်ကြတော့ရောက်တဲ့ခါတိုင်းမပြောင်းလဲသွားတယ်လွမ်းစွချင်နေရနာနာဝဲဝဲလဲရာရာပြီးသွားရင် bridge ပေါ့ bridge လို့ဟေးဆလွန်နဲ့ဆောင်ပြန်ရောက်တော့လဲအဲ့ bridge မှာကျတော့နှစ်ပိုင်းရှိမယ်တစ်ပိုင်းကအနှီးပေါ့နော်နောက်တစ်ပိုင်းကကျတော့ကျွန်တော် distortion တွေပါ trend တွေပါလိုက်ဟာဒါပေမဲ့အခု stream မှာတီးမယ်ဆိုရင်ကျတော့down နေပဲတီးလို့ရတယ် down နေပဲဆိုတော့ဒီလိုမျိုးပေါ့နော်ဟေးဆလွန်နဲ့ဆောင်ပြန်ရောက်တော့လဲဟေးဆသွားတဲ့မင်းကိုလွမ်းပြီးပဲဟေးဆလွန်နဲ့ဆောင်ပြန်ရောက်တော့လဲဟေးဆသွားတဲ့မင်းကိုလွမ်းဒီပုံစံ၃မျိုးပို့ရမယ် first one မှာ down 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 အဲ့ဒီမျိုး chorus မှာ down down up down bridge မှာက down နေပြီကိုတစ်ချက်ချင်းစီလာမယ်ဒုတိယတစ်ပိုင်းမှာ down 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 ပါပဲလို့ဆက်ရပါပဲနောက်ဒီနောက်နှစ်မှာ New Year မှာထွက်မဲ့တခြင်းတစ်ပုဒ်ရှိပါတယ်အဲ့ဒါတော့လာကန်နေကြရင်ပြောပါမယ်တင်ပြပါမယ်အဲ့ရှိမယ်လို့ဆိုတခြင်းတစ်ပုဒ်ရှိမယ်ဒါပဲပြီးတော့အနာသွေးတခြင်းမထွက်သေးပါဘူးတော့ဖို့စီစဉ်နေပါတယ်ဒါမထွက်သေးပါဘူး okay အဲ့တော့ Merry Christmas Happy New Year ပါအားလုံးတီးပြီးတော့ cover ပဲတီးကြရင်လည်း machine လေးပါလေခေါ်ကြပါအောင်ကြည့်ပြီးလို့ရအောင်အားလုံးကြည့်ပြီးပါမယ်နော် peace out